အားလုံးမင်္ဂလာပါကျွန်တော်တို့ဒါဆွဲအီးရနေပြီးအားလုံးကိုပြန်လည်ပြီးကြိုဆိုလိုက်ပါရစေကျွန်တော်ဒီနေ့ကတော့ဆွဲအီးနဲ့ကီယာနဲ့ပူပေါင်းပြီးတော့ကျွန်တော်တို့ဒါကမ္ဘာဖလားဘာညာ run နေရပေါ့နော်ဆိုတော့အဲ့အတွက်ကျွန်တော်တို့ဒါအခုလက်ရှိဆို6ပိုင်း9ပိုင်းလောက်ရှိပြီပေါ့ဆိုတော့ဒီနေ့ဧည့်သည်အားလုံးတွေ့တဲ့အတိုင်းပါပဲဆိုတော့မတူတဲ့ပုံစံလေးနဲ့ကျွန်တော်တင်ဆက်ပေးနေရပါတော့ပရိသတ်တွေဆိုတော့ဒီနေ့ဧည့်သည်အားလုံးတွေ့တဲ့အတိုင်းပါပဲကျွန်တော်တို့ဒါမြန်မာ superstar လိုက်စင်မှုတော့မဖြစ်ပါနဲ့မဆက်ရအောင်ကောနေပါ โอเคမင်္ဂလာပါခင်ဗျာကျွန်တော်တို့မြန်မာလေးလိုက်ရှင်တမ်းမိုက်ဖြစ်ပါတယ်ခင်ဗျာလက်ရှိကမြန်မာ40မှာ training ဝင် okay so ကျွန်တော်ဗာပြောမတွေ့တာတစ်နှစ်ပေါ့နော်နှစ်ခါရတာနှစ်ခါပြောမှာပေါ့ဆိုတော့ကျွန်တော်မတွေ့တာတစ်နှစ်လောက်ရှိပါနော်ဆိုတော့ဒီကြားထဲမှာဘာတွေလုပ်ဖြစ်လဲပေါ့နော်ပြီးတော့ဟိုလိုအစားအစာရအဆင်ပြေနေလားပါလားနည်းနည်းလေးပြောပါအောင်အခုခက်ဝင်တာကတော့ဒါဟိုနေ့ကကျွန်တော်ကိုဘာလဲကိုကျော်မျိုးပြောမှသိရလေဆိုတော့နည်းနည်းပြောပါအောင် campaign တော့စဝင်တယ်ပြီးတော့ဘာတွေလုပ်ဖြစ်နေပြီးတော့ကလပ်အသင်းရောကျွန်တော်လည်းတင်းမှာသိချင်လို့အခုမှကောင်းနေပေါ့လားနည်းနည်းပြောဟုတ်ဒီပေါ့ကျွန်တော်လိပေါ့၄လပိုင်းကုန်လောက်တည်းပြီးသွားတာထိုင်းနီတူပြီးပြီးတော့ကျွန်တော်ပြန်လာတယ်မြန်မာနိုင်ငံပြန်လာပြီးတော့ကျွန်တော်ဒီခဏနားတယ်ပြီးရင်ကျွန်တော်ဒီဖိလစ်ပိုင်၃နိုင်ငံဖိတ်ခေါ်သွားတယ်ပြီးလို့ရှိရင်အခုပြန်လာပြီးတော့ online တွဲကတ်ဝင်နေတယ်ပေါ့နော်လက်ရှိကတော့ဒီပြီးခဲ့တဲ့အသင်းတွေကစာချုပ်ကပြည့်သွားပြီ renew မလုပ်ဘူးပေါ့နော်အခုလာမဲ့အတင်းကတော့မပြောသေးဘူးပေါ့နော်မသိသေးဘူးပေါ့ဘယ်လိုစင်တော့ဟုတ်ဆိုတော့အတင်းကြောင့်ပြောနေနေခဏအခုသတိရပါကျွန်တော်တို့လာတော့အခုကမောင်းလည်းမရှိတော့လေကြောက်တယ်မပြင်းဘူးလားထိုင်းမှာဘယ်မှာလဲလေတို့ထိုင်းမှာလေအခုကဟိုလာပါလဲချင်းမိုင်လားဘန်ကောက်လားသူလဲကျွန်တော်လားကျွန်တော်မဟုတ်တက်မှာဗျဟာလား trap ဟုတ်တယ်ကမ္ဘောဒီးယားနေတယ်ရင်တော့ကတော့ကျွန်တော်လာတော့ကြတော့ဟိုကနေမောင်လင်းနဲ့တူလေဆိုတော့ तू မရှိတော့တဲ့နောက်ပိုင်းမှာတယောက်တည်းဘယ်လိုခံတယောက်လည်းနေရတာသူတို့ပေးတဲ့ခံနဲ့သူတို့ပေးတယ်ဆိုတော့ဒါပေမဲ့ဘယ်လိုနော်ဟိုအဲ့တော့ကလည်းပြောကြတကယ်ကြီးတော်တော်ချစ်ကြနော်ပြီးတော့တောက်လျှောက်ပဲလားသူတို့အဲ့ချင်းမိုင်မှာကန်တဲ့တနေ့တော့တောက်လျှောက်ပဲသူတို့နဲ့သူ့အိမ်မှာပဲနေတာပေါ့ပြီးရင်သူ့ကိုတယောက်နဲ့ကျွန်တော်3ယောက်ပေါ့အမှန်နေတယ်အခုဒီအသင်းနေပြီးတော့ကျွန်တော်ကန်ချနာဘူရီလို့ဒီကျော်ရက်တို့နေတဲ့အချိန်မှာတော့တယောက်တည်းပဲပေါ့ဟုတ်ဒီဟာဆိုဟိုအထီးကြမှာပါနော်ကောင်မလေးလည်းမရှိဘူးဆိုကောင်မလေးလည်းမရှိဘူးဆိုရှာနေတယ်ဟုတ်တယ်ညီမလေးစင်ဟုတ်တယ်နော်ညီမတီးတယ်ညီမလေးစင်နဲ့သူတို့ဤကောင်မလေးများဆိုပြီးကောင်းတယ်နော်ပေါ့နောက်ပေါ့အဲ့ဒါပြောရင်ဟိုတော့ဘဒူပေါ့ကတ်ပြောတာတော့တတိယပါအမေကမိမယူသေးဘူးလားပြေးပါတတိယပါဘာပြောတာဟိုအခုလက်ရှိကတော့ဒါကျွန်တော်တို့တမ်းမှန်ရတော့ဒါခန့်ဝင်နေပါတော့ကျွန်တော်မကြခင်မှာလဲ25ရက်နေ့ပေါ့နော်9လပိုင်း25ရက်နေ့မှာကျွန်တော်သူ့နောက်ကွယ်မှာဟိုလာအောင်အားပေးဖို့လည်းအားလုံးဖိတ်ခေါ်တယ်ပေါ့နော်ကျွန်တော်လည်းအဲ့ဒါတော်တော်မျှော်လင့်နေပြီတော်မျှော်လင့်နေပြီးတော့ဟိုကိုကျော်မျိုးနဲ့လည်းဟိုတနေ့ကကျွန်တော်တို့အပြင်သွားမို့စားပါရမယ်ပြောဖြစ်တယ်ပေါ့နော်ဟိုမြန်မာလေးစင်တောင်းရင်ရှိသူတွေကလည်းဒါအင်ဂျီလေးတွေပို့ပေးရင်တော့ပြည်သက်တွေပေးလို့ရမယ်ဆိုတဲ့အကြောင်းအဲ့တော့ကိုသမ်းမှန်တော့ထပ်ပြီးမတောင်းဆိုတော့ဟိုမှာတစ်ခါလေးပြုတ်သွားရင်နော်ဟိုမှာတစ်ခါလေးပြုတ်သွားရင်ဆိုတော့အဲ့လိုလေးရရင်တော့နည်းနည်းတော့ပေးအောင်လေနော်ပေးမယ်โอเคဆိုတော့ပေးရတယ်โอเคဆိုကမ္ဘာလာကာလာလဲဆိုတော့ဗောနော်ဒါပါပြောကျွန်တော်တို့ကီယာနဲ့ပူပေါင်းပြီးကီယာကလည်းကျွန်တော်တို့ဒါ official partner ပေါ့နော် official partner ဆိုတော့ပြောပြရတာဗောနော်ဆိုတော့ကျွန်တော်တို့တင်ဆက်လာဆိုကမ္ဘာဖလားပွဲတွေရောကြည့်ဖြစ်လာပြီးတော့ကိုတမ်းမိုင်ကကြတော့ကျွန်တော်ဒါအင်္ဂလန်ပြည်သက်လို့တည်ထားတယ်ဗောနော်ဟုတ်ဆိုတော့ဟိုကြည့်ဖြစ်လာဘယ်ပွဲတွေကြည့်ဖြစ်လဲပြီးတော့ဟိုဘယ်ပွဲတွေအကြိုက်ဆုံးတော့ဖြစ်လဲအခုလည်းကျွန်တော်မှန်တိုင်းပြန်စောစချင်း league ကမ္ဘာဖလားဆန်တော့မကြည့်ဖြစ်ဘူးနောက်ပိုင်းမှာကျွန်တော်ဒီရှုံးခွင့်ပွဲတွေကြည့်ဖြစ်တယ်ကျွန်တော်အင်္ဂလန်ပြည်သက်ဆိုတော့အင်္ဂလန်ကိုအားပေးတယ်ပြီးရင်ဒီအုပ်စုမဲခွဲပေါ်မှာမူတည်ပြီးအင်္ဂလန်အုပ်စုတက်မယ်ဆိုတာသိတယ်အဲဒီရှုံးတဲ့ပွဲကြောင့်အင်္ဂလန်ကိုဒီချာကြည့်ဖြစ်တယ်ဟောမဲခွဲတာကြည့်ပြီးတာအင်္ဂလန်တက်မယ်လို့တက်မယ်ဆိုသိပြီးတာအင်္ဂလန်အဲ့တော့ယုံကြည်တယ်โอเคဒီနေ့ကတော့ဟိုပါပေါ့ကျွန်တော်တို့ဒါ semi final တွေရောက်နေပြီပေါ့နော်ဆိုတော့ semi final အကြောင်းပြောရမှာပေါ့ဟိုဒါမဲ့လည်းဒါသူကအင်္ဂလန် fan ဆိုတော့လည်းဘာပြောအင်္ဂလန်ပွဲတွေကလည်းမှန်တယ်ပြောရင်ခက်ခဲတွေကန်လာတာများတယ်ပြောမနောက်တစ်ခုသိချင်တာတစ်ခုကဟိုဘာလို့အင်္ဂလန်အားပေးဖြစ်လဲဆိုတော့အချင်းချုပ်လေးပါနော်ကျွန်တော်ဗျာမှန်ပါတယ်ကျွန်တော်လည်းဟိုနယ်သာလန်ရမ်းကြိုက်တယ်ဗျာ2010တုန်းကဒါပေမဲ့ခုနောက်ပိုင်းကျတော့ဟိုလိုမျိုးတိတ်မကောင်းတော့ဘူးလေကောင်းတော့ဆိုတော့ထားလိုက်ဒါပေမဲ့အဲ့မက်ဆီနဲ့ရိုနယ်ဒိုအသင်းကိုကြော်ပြီးတော့ဘာလို့အင်္ဂလန်လဲအဲ့ဒါလေးနည်းနည်းလေးအတူချောင်းလဲလူတိုင်းတော်တော်များများလို့ပေါ်တူဂီအာဂျင်တီးနားဖြစ်နေပါတော့ပထမဆုံးဘောလုံးဝဲစားကြည့်တဲ့အချိန်မှာအင်္ဂလန်ပရီးမီးယားလိကိုကျွန်တော်တို့ကပို့ပြီးတော့ကြည့်တာများမြန်မာပြည်မှာအင်္ဂလန်ပရီးမီးယားလိပဲကြည့်ကြတာကျောင်းသားဘွားတယ်အဲဆိုတော့အင်္ဂလန်ပရီးမီးယားလိကြည့်တယ်ဆိုတော့အင်္ဂလန်အသင်းကိုကြိုက်လာသူလူရွေးချယ်တော့အခင်ရိုနီတို့နောက်လမ်ဘတ်တို့ပေါ်စကိုတို့ဘက်ခန်တို့ပေါ့မိုင်းဖန်ဆိုတော့လေမှာပါတဲ့ကစားသမားအင်္ဂလန်မှာဆိုတော့ပို့ပြီးတော့အင်္ဂလန်ကိုကြိုက်မက်ဆီရိုနယ်ဒိုမှာတော့ကျွန်တော်တို့ရိုနယ်ဒိုကအိုက်တော့ပါတော့ပြည်ထောင်စုသမ္မတမန်ချက်စတာအင်္ဂလန်နိုင်ငံတော်အဲ့လေဒါပြောလို့ရပါဘောစားတာပါဆိုအဲ့ရနေပြီးတော့အင်္ဂလန်တော့ရှားပေးလာပါနော်โอเคဟိုဆိုတော့လက်ရှိအခုဒီတူချယ်ရွေးချယ်ထားတဲ့ပုံမှာပေါ့နော်လူတွေက
ဒါအကွာအင်္ဂလန်ဖန်မလို့ပေါ့နော်ဟိုတော်တော်များပြောကြတယ်ပေါ့နော်ဟိုလူဒီလိုဖြစ်တယ်ဘာပြောဒါစီးရင်ဖိုင်တက်လာပြီပေါ့နော်ဆိုတော့အဲ့ပုံမှာဟိုလူရွေးထားတဲ့အပေါ်တွေမှာဘယ်လိုဖြစ်လဲဟိုသဘောကျလားဟုတ်သဘောကျပါတယ်။နီးပြတယောက်မှန်တိုင်းပြောနီးပြတယောက်အနေနဲ့ရွေးချယ်မှာခေါင်းစားတယ်။ဒါပေမဲ့သူကစားခြင်းနဲ့ကစားပုံမှာမူတည်ပြီးတော့လူရွေးရတယ်ကျွန်တော်တို့ကြည့်တော့ပေါ့နော်။ဒါကျွန်တော်တယောက်လည်းအမြင်။ဆိုတော့သူကဒီနေရာဒီကစားမှနဲ့တင့်တော်တယ်ဆိုပြီးတော့ရွေးလာတယ်။ကျွန်တော်တို့ကြိုက်လို့လဲဒါဒီကောင်မယူဒီနီးပြအသုံးမကျဘူးလို့လည်းပြောလို့မရဘူးနော်။နီးပြတယောက်ရဲ့ကစားပွဲမှာဘယ်ကစားမှဘယ်လောက်ထိတူးရဲ့ကစားပွဲကိုလိုက်နိုင်တယ်ဆိုပြီးတော့သူကရွေးချယ်လာတာ။ဒါကျွန်တော်တို့လည်းမြင်တဲ့ဘောလုံး idea တွေပြီးတော့မှကွင်းထဲမှာကျတော့ဘယ်ကစားမှဘယ်လိုလာတယ်တဘောကသူရွေးတဲ့နောက်ဂေါ်ဒွန်လို့ဟိုနာစပါးပြောတဲ့ span ဆိုဒီကောင်းနေဆိုဒါနီးပြကြိုက်လို့ရွေးတာကျွန်တော်တို့မှန်တိုင်းပြန်ကစားသမားချင်းဆိုဒီကောင်းနေတိတ်မကြိုက်ဘူးဒါဘာလို့လဲဆိုတော့စပါးပို့ဆိုးတယ်လေဟိုတန်းစင်းဖို့မနေရုံးနေရတဲ့အသင်းကဘာလို့ရွေးရပါတော့အဲ့လိုတွေအများအပြစ်ပြောကြမှာကျွန်တော်တို့မှန်တိုင်းပြောပါအဲ့လိုမျိုး tactical တွေရမ်းမကျွမ်းတော့ဗောနော်အဲ့ဘောလုံးသမားခေါ်ထားတော့ကြပြောခံနေမှာဆိုokay so ကျွန်တော်ဒီနေ့ဒါအင်္ဂလန် fan မလို့အင်္ဂလန်ကြောင်းပါနော်သူနေရအင်္ဂလန်နေမဟုတ်ဘူးသူပြောမှနေရအင်္ဂလန်ပဲကြောင်းတော့မဟုတ်ဘူး so ဟိုဒီတစ်ဖက်ကကျွန်တော်တို့ပြင်သစ်စပိန်ပေါ့ပြင်စပိန်လေးကြာအချက်လက်ကြလေးပြောချက်လက်ကြတော့ဆဲခန်းနေရ so ဘယ်လိုမြင်လဲအခုပြီးတော့နောက်တစ်ခုထူးခြားတာဒီနှစ်မှာကပေါ့နော်ကမ္ဘာဖလားတက်လာတဲ့အတင်းဟိုထူးခြားပဲ1 2 3 4ကမ္ဘာအဆင့်1 2 3 4ပေါ့နော်အဲ့လိုတက်လာဆိုတော့ဒီဘက်မှာစပိန်နဲ့ပြင်သစ်နဲ့ပေါ့နော်ဆိုတော့ဟိုအမြင်လေးပေါ့အရင်ပြပြပါအောင်ဟိုဘယ်သင်းတက်မယ်ပြီးတော့ဟိုသူတို့ခြေစွမ်းတွေကိုမကြည့်ဖြစ်ဘူးမလားကြည့်ဖြစ်ပါတယ်ရှုံးတော့ပွဲတွေတော့ဘယ်အမှန်တရားစပိန်ပွဲလားပြင်သစ်ပွဲပဲကြည့်ကြည့်ဖြစ်တယ်ဟိုစပိန်စာအုပ်နဲ့တော့စပိန်ပွဲကြည့်ဖြစ်နေတယ်ဒီပွဲစပိန်ပြင်သစ်ကတော့ခုနအမ်ဘာပေတို့ဒီဘက်ခင်ပေါ့နော်ဒီတော့ပေါ့ဒီတော့ကတော့ရန်ကောင်းတယ် perfect ပဲ defend midfield attacking မှာလည်းအမ်ဘာပေလို့ဒီဘောကဒီဂျူအေတို့မာကူလာတို့ဒီအခုနောက်ချိန်နဲ့ဆက်စီဂျူပလေယာအစသူကလုံးဝ perfect ပဲပြီးတော့ကျွန်တော်လည်းအမှတစ်ခုဟိုမြင်တာပေါ့နော်ကျွန်တော်အတွေးပေါ့နော်ဒါဘောလုံး fan တယောက်မြင်ပါနော်အဲ့လို CI ဖြစ်ပြီးသုံးသက်တာမဟုတ်ဟိုတော်တော်ကြီးကိုပြင်သစ်ကြောက်ဖို့ကောင်းတယ်ဆိုတော့ဒီမှာကျွန်တော်တစ်ခုမြင်တာပေါ့နော်ဘာလို့ရဒီခစ်ကြီးမှာအဲ့၄កောင်တော့စုံနေတယ်တဲ့မှာအိုလီဆေးရဲ့ဒန်ဘီလီရဲ့အမ်ဘာပေရဲ့ဒူအေရဲ့ထားလိုက်ပါတော့ဘာကိုလာပါလိုက်သေးတယ်၅កောင်ဆိုတော့သူတို့ကတပုံစံနဲ့တစ်ဆိုင်တယ်နော်ဟုတ်တယ်သူတို့ကစားပုံတယောက်နဲ့တယောက်တစ်ဆိုင်ဖြစ်နေတယ်သူကအမ်ဘာပေဆိုလဲအမ်ဘာပေ striker ပဲမဲ့အမ်ဘာပေ striker မှမနေဘူးဗျာသူကဒီကောင်လက်မီဖီပဲထွက်တယ်သူကအင်မန်စင်းတောင်းတယ်အိုလီစီဆိုလဲအရင်က Remy P ကစားတယ်အခုကအထက်ကနေရိုဒိုင်းဆိုရတယ်နော်တိတ်ချန်တယ်4 3 view မှာသူတို့လဲခလာတယ်ပုံစံဖြစ်ဆိုတော့ဟိုကမ္ဘာဖလားတော့သူတို့တော့ဖြစ်လာမယ်အင်္ဂလန်ပေါ့ဟာဘူးသူတို့ပြောလိုက်အင်္ဂလန်ဆိုတော့သူကဒီမှာဟိုဟာလေးတော့ရှိရပါတော့ကျွန်တော်တို့ဒါဟိုနောက်ဆုံးတွေးဆုံမှုပေါ့ဗျာနောက်ဆုံးတွေးဆုံမှုမှာတော့အခုပြင်သစ်နဲ့စပိန်ပေါ့နော်စီရင်ဖိုင်နောက်ဆုံးတွေးဆုံမှုမှာထားလိုက်ပါတော့10ချိန်ပဲထားလိုက်တော့ပြင်သစ်က4ချိန်နိုင်တယ်စပိန်က5ချိန်နိုင်ပြီးတော့တည်ကြထားတယ်ပေါ့နော်ပြီးတော့သူတို့ကလည်းဟိုအမြဲတမ်းဂိုးမသွင်းတဲ့ပွဲလို့မရှိတော့ရှောက်နောက်ဆုံး3ပွဲလောက်တည်းတော့ရှောက်သွင်းလာတယ်ပေါ့နော်ဆိုတော့ဟိုဒီပေါ်မှာဘယ်လိုမျိုးဟိုနောက်ဆုံးကျွန်တော်တို့အသက်ကွဲသွားတာဟိုနော်စပိန်နဲ့ပြင်သစ်မှာကယူရိုမှာနော်ယူရိုစီရင်ဖိုင်နယ်မှာလေယူရိုစီရင်ဖိုင်2020 နှစ်3 4 5 6ဆိုနှစ်မဟုတ်ဘူး2024ပေါ့2024မှာလေဟိုလက်မင်းရမယ်ဂိုးနယ်လေဟုတ်တယ်မှန်ပြီပြင်သစ်ကိုဆိုတော့ဟိုအဲ့ရဲ့တွေးဆုံမှုကရှိသေးတယ်ပေါ့နော်ဆိုတော့ဟိုအမှကစပိန်ကနိုင်ထားတယ်ပေါ့နော်ဆိုတော့ဒီဟာကိုဒီနေ့ပေါ့ဒီစီမီဖိုင်နယ်မှာပြန်ပြီးတော့ဟိုခြေပနိုင်မလားနော်ဘယ်လိုမြင်လဲကိုတမ်းမနေနဲ့အရင်ကနဲ့ဒီအခုကမ္ဘာဖလားပေါ့အရင်ကစားတာကျတော့နည်းနည်းအပြောင်းလဲရှိတယ်ဗျာတို့လူလေးတွေအခုဒီလက်ရှိကမ္ဘာဖလားရဲ့ဒီခြေစွမ်းပေါ့နော်ဒီသူတို့ရဲ့ခြေကပြင်သစ်ကတော့အငြိမ်ဆုံးပဲပြင်သစ်ပြီးမှအာဂျင်တီးနားပြင်သစ်မှာကျန်အာဂျင်တီးနားပြီးတာအင်္ဂလန်စပိန်ကမငြိမ်တော့โอเคစပိန်ကမငြိမ်ဘူးစပိန်ကသူ့ရဲ့ပုံစံတိုင်းပဲသွားတာသူကစပိန်ကစားကွာစပိန်ကစားကွာတိုက်စစ်မပါသူကအဲ့လိုပဲစပိန်ကဘယ်တော့မှမချိန်ဘူးဗျာလူလာချိန်သွားမယ်စပိန်ကစားကွာမရှိဟုတ်တယ်နော်သူတို့မှနော်တကယ် main striker ဆိုပြီးအများကြီးမရှိကျွန်တော်တိုက်စစ်ကစားမှာတိုက်စစ်အားတန်တယ်ဗျာတိုက်စစ်အားတန်တဲ့အသင်းတွေကိုကျွန်တော်ပူကြိုက်တယ်ပြင်မှာစပိန်မကောင်းဘူးစပိန်ကောင်းတယ်တိုက်စစ်အားတန်တော့ပြင်သစ်ကပူအားတန်တယ်မှန်တော့ပေါ့မှန်တော့တဘောအင်္ဂလန်ဆိုလဲကျွန်တော်အင်္ဂလန်အားတန်တဲ့မှာပါတယ်ပေါ့နော်အဲ့လိုမျိုးတွေကဒါပေမဲ့ဒီဘက်ခေတ်မှာတော့ကျွန်တော်အမြင်ကတော့ပြင်သစ်ကတော့လုံးဝ perfect ပဲတိုက်စစ်ခံတယ်ဆိုဟိုဟာပေါ့ကိုယ်တိုင်လည်းကစားသမားဆိုတော့လေတခုလောက်ဟိုဂျာဖြတ်မြေးနေတယ်ပေါ့နော်ဘယ်ဟိုဒါမြန်မာလူစင်တန်းပိုင်အနေနဲ့ဒါ striker လေးနော် striker မှာဆော့ရတာဆိုတော့ဟိုတခါတည်းကျရင်ဘသူ့ကိုကြည့်ပြီးတော့ဘယ်လိုပုံစံငါကွင်းထဲမှာလုပ်မယ်ဆိုတာဟာမျိုးရှိဘူးလားပြီးတော့ဘယ်နီးပြရဲ့အောက်မှာဆိုလို့ရှိရင်ကစားရတာအပေါ်ပါဆုံးလားအဲ့လိုမျိုးရှိလားမှန်တိုင်းပြောရင်ဗန်နီးပြရဲ့အောက်မှာပေါ့ပါတော့မရှိအဲ့လိုမျိုးရှိတာအကုန်လုံးလေးလံနေတာပဲအကုန်လုံးကသူ duty function ပေးထားတယ်ဗျာမှန်တယ်ရှေ့တန်းတယောက်ဂိုးသွင်းရမယ်ဒါပေမဲ့ကိုဂိုးမသွင်းနိုင်ရင်လည်း
create space တွေလုပ်ပြရတာရှိသေးတယ်တဘောကကျွန်တော်တို့ space တွေကိုဖြတ်ပြတော့ defender လိုက်တဲ့အချိန်မှာနောက်တက်ပြေးတဲ့လူပေးရတာရှိတယ်တဘောကတိုက်စစ်သမားကဂိုးရမယ်ဆိုမှန်တယ်ဂိုးသွင်းရမယ်လည်းမှန်တယ်ကိုယ့်ရဲ့တာဝန်ဂိုးသွင်းဖို့ဒါပေမဲ့ create ချက်နေကြတော့ချို့ပြောရတာကျတော့ဟိုဘောလုံးဝင်းထဲမှာပို့ပြီးတော့တိတာတယ်ဗျာ create space တွေသိရဘယ်နည်းပြမှာပဲကစားသမားဘယ်လို post လာအဲ့လိုမျိုးမရှိဘူးနည်းပြတွေကျွန်တော်တို့ဒီမြန်မာနည်းပြတွေ foreigner နည်းပြရောဒီလက်ရှိကျွန်တော်ထိုင်းမှာကန်နေတဲ့နည်းပြလုပ်ခဲ့ပေါ့နော်သူတို့ foreigner နဲ့တွေ့တယ်အဲ့လိုမျိုးတော့မရှိပါဘူးဟိုမှာ formation ဘိုင်းမှာကိုယ်တိုင်ကပိုကြိုက်တဲ့ဟာရှိတော့မှာ4-3-3 4-2-3-1တို့ပါတော့အဲ့လိုမျိုးမှာလေ4-3-3ပူကြိုက်တယ်4-3-3ပူကြိုက်ဟုတ်လေတောင်မနှစ်ဖက်အတကုံပြေးပေါ့နော်4-1-2-3လည်းကြိုက်တယ်ဟုတ်စင်4-2-3-1တိုက်စစ်မှာကျွန်တော်ဒီ9ယောက်လောက်ပါတယ်ပူကြိုက်တယ်ဆိုတော့ခါကျနီးပြတွေအဲ့လို defense မှာကိုသားမအရင်အနောက်ထိဆင်းကိုင်းတဲ့ဟာတွေရှိလားပုံမှန်ဆိုရင်တော့ဒီနီးပြတော်တော်များများ behind the ball များတယ်ဗျာဟုတ်လားဒါပေမဲ့အခုနောက်ပိုင်းနဲ့အရင်ကတော့မတူတော့ဘူးအခုကကောင်းလာချန်ရင်လည်းတယောက်ကအရှိမကောင်းလာပြီးပြီးချန်ပေးရတာရှိတယ်တဘော behind the ball ကျွန်တော်လုံးဝ defense ကစားမယ်ဆိုရင်အလုံးဒီ behind the ball အလုံးအဲ့လိုမျိုးတွေတော့ရှိတယ်ဒီ instruction မှာမူတည်ပြီးတော့လိုက်အဲ့တော့မော်ဟိုနီးပြတာမှမဟုတ်တော့တာနော်မော်ဟိုဘတ်စကားကွက်မှာတိုက်စစ်ပါနေရတယ်မော်ရင်လည်းကောင်းပါတယ်ကောင်းပါတယ်မကောင်းတော့မို့လေပြောချင်တာတိုက်စစ်တွေလည်းကုန်ပိတ်ဆော့ရတယ်ဟုတ်တယ်သူကတော့ defense အရင်ဆုံး save လုပ်ပြီးမှသွားတာOkay ဆိုတော့ဟိုခုနအကြောင်းလေးပြန်တော့ပါနော်ပြင်သစ်နဲ့စပိန်မှာဆိုတော့ဟိုစပိန်ကပြောဆို2024မှာဆိုလို့ရှိရင်လည်းဟိုသူတို့ကနိုင်ခဲ့တယ်ပေါ့နော်အဲ့လိုပဲစပိန်ကဘယ်တော့မှဆိုကြီးလိုက်လို့ရှိရင်ကွင်းလည်းအသားပေးပဲဆိုတော့အခုလည်းကွင်းလည်းတပုံပဲဒီကဘောလုံးကိုထိချက်များများနေဆိုတော့အဲ့လိုသားတာများဆိုတော့အဲ့လိုပြောနေတဲ့ဟိုကျွန်တော်တို့အာရကောင်လေးရပဲလားနှစ်ပွဲစရိုက်ပါပါတယ်နော်ဟိုနှစ်ပွဲစရိုက်နိုင်ကိုတော့သွင်းပေးထားလေဆိုတော့အဲ့လိုလည်းပါပါတယ်ဆိုတော့ကွင်းလည်းလေဆိုတော့အဲ့ပေါ်မှာဟိုတကယ်အခုပြန်တွေ့ပေါ့နော်သူတို့ဟိုဘာပြောအုပ်စုမှာဆိုလို့ရှိရင်လည်းဒါဟိုနှစ်သင်းလုံးကဟိုရှုံးဝဲမရှိထားဘူးပေါ့နော်ငါးပွဲနိုင်တပွဲတရေတွေနဲ့လာကြပါတော့တွင်းကိုတွေကလည်းဟိုဒါ share ရထားပြီပေါ့နော်ဟိုမရတဲ့ပွဲကမရဘူးကမ္ဘာဖလားဆိုတော့မှန်တယ်တခုကောင်းတဲ့ပေါ်လာတော့အတင်းသေးရလို့တော့မရှိဘူးလေနော်ကမ္ဘာဖလားကန်ရပြီဆိုတော့ဟိုဒါမှသူတို့ကဒါရှုံးဝဲမရှိဘဲနဲ့အခုချိန်ထိပေါ့နော်ငါးပွဲနိုင်တပွဲတရေငါးပွဲနိုင်တပွဲတရေဆိုပြီးတော့ဒါနှစ်သင်းလုံးကတက်လာပြီစီမီတီတက်လာတော့ဟိုခုနပြောကစားကွက်မှာဆိုလို့ရှိရင်လေဟိုကောင်တွေကဟိုကောင်နေဆိုတာမဟုတ်စပိန်ပြောနော်ဆိုတော့စပိန်တင်းကလည်းဒါတိုက်စစ်မပါဘူးပဲတော့မှသူတို့ကစားဟန်မပါဘူးဟိုဒါပေမဲ့ဟိုအားလုံးသိတယ်လက်မင်းရမဲတော့ဟာတော့မှဝီလီယံဘာတို့ပါတယ်ဗျာဆိုတော့ဟိုဘက်မှာလည်းတကယ်တိုက်စစ်ကအချိန်ကောင်းတယ်ဗျာဟိုတကယ်ခုနကပြောလို့ပဲအားကောင်းတဲ့မှာပါတယ်ခုနကျွန်တော်ပြောတယ်ဒီမျိုးဆက်ကအမှန်တမ်းပြောရင်မျိုးဆက်တစ်ခုကိုတယောက်ထွက်လာတာမဟုတ်ဆရာကြီး4ယောက်5ယောက်လုံးကတပြိုင်နဲ့နောက်ဒီနေရာမှာသွားဆုံနေကြပြီဆိုတော့အဲ့လိုသွားဆုံတဲ့အနေထားမှာဟိုပြီးခဲ့တဲ့နောက်ဆုံးသူတို့တွေးဆုံခဲ့ရတဲ့အချိန်လိုမျိုးပဲဟိုဂိုးအနေငယ်လေးနဲ့ဖြစ်သွားနိုင်မလားပြီးတော့အဲ့ပုံမှာဘယ်လိုမြင်လဲပေါ့နော်ဒီအားသားနေတဲ့ပြင်သစ်ရဲ့တိုက်စစ်ကိုစပိန်ဘက်ကထိန်းဖို့ခက်နိုင်မလားဒါမှမဟုတ်ရှင်စပိန်ရဲ့ခြေထဲမှာပဲတာသွားမလားဘောလုံးသမားတယောက်ရဲ့အမြင်လေးပြောပြပါကျွန်တော်အမြင်ပေါ့နော်ဒါကြောင့်ကျွန်တော်လည်းဆရာကြီးပုံပါဟုတ်မဆရာကြီးပဲဒီပွဲမှာကျွန်တော်အမြင်ပြင်သစ်ကတော့တိုက်စစ်ဦးစားပေးကစားမှာဒီလာမလဲပြင်ပွဲပေါ့နော်ဒါလာမယ့် semi final ပွဲမှာစပိန်ကတော့သူ့ပုံစံတိုင်း okay သူကဘောလုံးအရင်ဆုံး defense လုပ်မယ်ပြီးဘောလုံးရရင်သူခါချင်းချက်ချင်းသွားပြင်သစ်ကတော့ထုံးစံတိုင်းသူတို့ speed သုံးမယ်ဒီ Mbappe ဒီ Due ဟုတ်တယ် Olise ကွင်းလည်းသူအကုန်လုံးပေါ့နော်ဒီကောင်တိုက်စစ်အားနည်းနေတယ်ဆိုတော့အဲ့ပုံစံကျွန်တော်အနေကတော့မိနစ်90နဲ့ပြီးမယ်ဂိုးလည်းများကျွန်တော်အမြင်ပေါ့နော်ဟုတ်ဖြစ်ဖို့များပါတယ်နော်ဘာလို့ဒါပေမဲ့စပိန်ကဘုံလုံးအရန်ကင်လာခဲ့ဥပမာထားလိုက်ပါတော့စပိန်ကအားသာတာကွင်းလည်းပဲလှည့်မကြည့်တော့ထားလိုက်သူတို့ဟိုဖြစ်နေအောင်မှာတိုက်စစ်ကအိုယာစားပဲဆိုလို့ရှိရင်လည်းအမှန်တမ်းပြောရင်အမှန်တမ်းကျွန်တော်အရန်တော့မကြိုက်နော်သူ့ထက်ဟိုလိုဖာရန်တွေအောင်ပူကြိုက်တယ်ကျွန်တော်သိရတော့ကြာပြီဒါပေမဲ့ပုံမှန်ပဲအဲ့ဒီသူကဟိုလေး Real Sociedad ကလည်းကြာပြီ Real Sociedad ရဲ့ legend ရတော့လေခေါင်းလည်းပါစား तू ကအမှ legend ပလေးအောင်ဖြစ်နေပြီဒါပေမဲ့ तू ကအခုဒါဟိုကြည့်လိုက်မယ် तू ပဲအိုယာစားပဲထွက်လာလို့ရင်ဟုတ်တယ် तू ပဲထွက်လာဒါပေမဲ့ तू ကအဲ့ပြင်သစ်နောက်တန်းကိုကြော်အောင်လားကျွန်တော် Arsenal ရဲ့ Saliba တို့ပါတော့ပါလာဗျဒါပေမဲ့ဒီကောင်ကကျတော့ဒီလိုအခုပြောလို့ဒီအားသုံးပြီးကစားတဲ့ကစားမှမဟုတ်ဘူးဗျာသူ့ရဲ့ပုံစံကစားမှကျ player ဆိုင်သူရှိတယ်ဗျာဒီလားအခုဒီလာမင်းရမယ်တို့ဘာလို့ဆိုရင်ဒီအဲ့ strike ကသွားပြီးတော့အားလုံးကသူက winger ကနေမှသူလောက်ပြီးတော့ဘာမှမထွက်ပြီးတော့သူကန်မဲ့ဆိုတာဒီခုနကအိုယာစားပဲဆိုလဲသူကောင်5 minute ဗျာဒီလားဘောလုံးအဆင်းယူပြီးမှသူကအဲ့လိုမျိုးသွားမဲ့ကစားမှာ force 9ပုံစံလေးပေါ့နော်တကယ်ဟို advanced target အဲ့လိုမျိုးစနေဖောက်နိုင်လားပွဲကြရင်တော့အဖြစ်ပုံမှာကျွန်တော်ပြောချင်တာဆိုတော့ဒါပေမဲ့ဟိုအဲ့ဆိုကြည့်ရမှာပြင်သစ်ရဲ့တိုက်စစ်အားသာမှုနဲ့ဟိုစပိန်ရဲ့အကွင်းလည်းထိန်းချုပ်မှုပေါ့ဒါတော့အကုန်လုံးလို့ထင်ကြပါတော့နော်ကျွန်တော်ကတော့ဂိုးတော်များမယ်ဂိုးများမယ်သူတို့တော့တွေ့ဆုံတာအမှ1 3 2 1လားအဲ့လိုနေတွေ့ရနော်သူတို့ဟိုမှာလေဂိုးတော့သွားမယ်ခင်ဗျာသူတို့မလေးကျွန်တော်ယူရိုမှာတော့2-1နဲ့2-1နဲ့ပြီတော်ပြီလေကျွန်တော်3-1 4-1ပါဟိုနှစ်သိန်း5 goal ဆိုထားလိုက်ပါအနိုင်ဆိုလို့ရှိရင်ဘယ်သူထင်လဲ3-2ပေါ့ပြင်သစ်ပေါ့ပြင်သစ်ပဲနိုင်မယ်3-2လောက်
ပြင်ဟိုဘောပြိတ္တမြင်နေပြောမယ်ဆိုလို့ရှိရင်ပြင်တစ်ထက်ကောင်းဟိုပြင်တစ်ကိုပဲအနိုင်ပေးသိချင်မှာပေါ့နော်ဒါပေမဲ့ကျွန်တော်တော့ဟိုတစ်ဖက်ကဒီအာဂျင်တီးနားအတွက်အာဂျင်တီးနားအတွက်ဘယ်သူဟိုမှာဘယ်သူပဲတက်ပါနော်ဒီဘက်ကဘယ်သူပဲတက်၄သင်းလုံးက1 2 3 4ဖြစ်နေရလောက်ရโอเคအဲကြောင့်လေးနည်းနည်းပြောနေလိုက်တော့ပြန်လာအင်္ဂလန်တက်ပါအင်္ဂလန်တက်ပါပါကျွန်တော်အင်္ဂလန်တက်ပါဆိုပြီးတော့ဟိုသူတို့ဟိုဒီမှာပေါ့နော်အချက်လက်ရရဆိုလို့ရှိရင်လည်းနောက်ဆုံးဟိုဘယ်လိုပြောမလဲ39ပွဲပေါ့နော်သူတို့ဟိုတွေးဆုံထားတဲ့အချိန်မှာလဲတူတူဆန်းဆန်းစပိန်ရပဲပို့တာထားတယ်39ပွဲမှာတော့နော်39ပွဲဆိုတော့ကျွန်တော်ပရီးမီးယားလိတရားစီယာရှိတယ်38ပွဲအဲ့မှာတော့မှစပိန်ရပဲတာထားတယ်စပိန်ရ18ချိန်နိုင်ပြင်သစ်က73ပွဲနိုင်ထားတယ်9ပွဲတည်ကြထားဆိုတော့အဲ့ဒါဗျာအဲ့ဒါကိုကြည့်ချင်တာဖြစ်စပိန်ရဟိုဒီကွင်းလင်းနဲ့ပဲအလုပ်ဖြစ်တယ်ဆိုတာကိုပြောလို့ဘာလို့ကျွန်တော်စကြည့်ရင်2010ကလေးอ่ะဗျာเนาะဟိုစပိန်ကနယ်သာလန်အသက်ခွဲတဲ့ချိန်ကဆိုကျွန်တော်မှတ်ရအင်နက်စတာအချိန်ပုံပါလေအချိန်မှာဟို extra time မှာထင်เนาะ extra time မှာတင်တာအဲ့မှာအဲ့ကတဲ့ဟာစပိန်ကကွင်းလင်းပဲเนาะသူကနောက်ဆုံးသူတို့ပြောတဲ့ပုံစံဒီနီးပြကရှီနန်းအောင်ဖြောက်ပြီးကစားတာဆိုတော့အဲ့လိုမျိုးဟုတ်တယ်ဆိုတော့ဒီပုံစံနဲ့ရှီနန်းအောင်မလို့နော်ကျွန်တော်အခုတော့ကိုသွင်းနေအိုရသွားပဲတော့ဘာလို့ခုနကပြောလို့ပဲဗျာသူကရှေ့မှာမနေတာရှီနန်းဆိုရင်ဆိုတော့တကယ် target player အနေနဲ့ကစားတာမဟုတ်ဗျာသိလားဒီတော့စပိန်က Torres ဆိုပါတော့ target player အနေနဲ့ကစားဒါပါDavid Villa တော့ပဲရှိတော့မှာเนาะအခုကသူတို့ကိုရစားတာအခုပြောလို့ဆိုတော့ဟိုလက်ရှိဒါကိုသားမအနေနဲ့ဟိုပြောမယ်ဆိုရင်လူငယ်တိုက်စစ်မှုတွေပေါ့နော်ဒါပြောဟိုဒီစပိန်နဲ့ဟိုဟာပြင်သစ်မှာတော့ရှင်းလေပဲကိုများမယ်ပေါ့နော်မသိတစ်ဝေးနေသလိုကိုများမယ်နော်မဟုတ်ပြောပြကိုများမယ်တော့ငါကိုဖြစ်မယ်ပြင်သစ်အနိုင်တဲ့ကိုပေါ်ရိုက်နေရေးပေးတာကျစင်ဆိုတော့ဒါအမြင်ပေါ့နော်ဘလုံးသမားတယောက်ရဲ့ဟိုသုံးသက်ချက်ပါနော်ကျွန်တော်တော့တို့ချက်ပြောကန်နေရမယ်မသုံးသက်ဘူးဘာမှလည်းမပြောဘူးဆိုတော့ဟိုမေးချင်တာလေးပဲရှိတယ်အခုလက်ရှိကဟလာမှာဟိုလူငယ်တိုက်စစ်မှုတွေဟာဆိုဘသူ့ကိုကြိုက်လဲခုတော့ Mbappe ပေါ့Mbappe ပဲ Okay ဆိုဟာလန်ကဗျာတကယ်ကောင်းတယ်ဟာလန်ကြောင့်လေးနဲ့ကောင်းတယ်ပေါ်လာလဲဆိုတော့ဟာလန်ကဟိုတကယ်ကောင်းပြီးတော့ဟိုနော်ဝေးကလည်းတကယ်ကောင်းခဲ့တယ်အခုသူတို့ကဘာလာမကန်ရဘူးလေရှေ့ဟွာတွေကဆိုအခုမှကန်လာပြီးဒီကွာတာဒီရောက်လာတယ်ဆိုတော့အဲ့ပေါ်မှာဟာလန်ပေါ်မြင်နေပြောဟာလန်ကတကယ်လို့ဘယ်အသင်းမှာဆိုလို့ရှိရင်ဘယ်တော့ကောင်းမလဲဆိုတာဟာလေးနဲ့အမြင်ပြောကြည့်ဘယ်ဟာလန်ဆိုတကယ်အသင်းကြီးမှာဆိုဘယ်အသင်းနဲ့လိုက်လာလဲအင်္ဂလန်နဲ့လိုက်တယ်လို့ပြောပြီသူကလည်းအင်္ဂလန်နဲ့ကုန်စဲကိုလုံးဆိုင်ကအနေနဲ့ကစားမဲ့လူမရှိဘူးဗျာတိလားအင်္ဂလန်ကျတော့ဒီခုန Harry Kane ရှိရလေ Harry Kane လုံးဆိုင်ကပုံစံနဲ့ကစားတာမှမဟုတ်တာသူကိုယ်တိုင်လည်းအင်တာဗျူးဖြေထားတယ်သူကတော့ဘောလုံးကိုထိချင်များများနဲ့သူကအလဲဆင်းပြီးမှသူအဲ့လိုကစားအဲ့လို Harry Kane ပုံစံတကယ်တိုက်စစ်ပုံစံကြီးပါနော်မှန်တယ်ဒါပေမဲ့သူက drop ယူပြီးတော့ယူတာများတယ်ကျွန်တော်ခုနကပြော live fight နေတဲ့လူမျိုးသူကညံသုံးပြီးကစားတာတိလားဟာလန်ကျတော့သူကဂိုးရှူဖို့ပဲဆိုအာယုံဆိုင်တယ်မင်းဘယ်လိုပေါ်စိတ်ဝင်စားဂိုးရှင်းမှနေပြီးတော့ရှူတော့သူ6တော်ကြီးမြောက်လည်းဖြစ်နောက်ပြန်ကောင်းတယ်ဖြစ်နော်အင်္ဂလန်အဲ့မှာလုံးဆိုင်ကအခုမရှိဘူးဗျာဒီလိုမှကျွန်တော်တို့ကလုံးဆိုင်ကပုံစံကစားတဲ့ကစားသမားဆိုတော့ဒီအင်္ဂလန်မှာဒီကောင်မှာဆိုရင်ပူပြီးရအောင်။ဘာလို့သူ့လှုပ်ဝိမဲ့လူအများကြီးဗျာ။နော်ဝေးမှာကျတော့သူ့လှုပ်ဝိမဲ့လူနည်းတယ်ဗျာ။စပူနီယန်သိလား။အခုပြင်သစ်ဆိုလည်းပြင်သစ်ကိုအခုဒီကတော့ဂီရောတို့ပါတော့လုံးဆိုင်ကဂိုးတင်းဝယ်တည်ရ။ဂိုးတင်းကိုပဲလှုပ်ပေးတာ။ဆို Mbappe ကဆွဲစုံရ Mbappe ပေါ့။ပြီးခဲ့တဲ့ဒီ2018တဲ့ဆိုင်အခုဆိုပူပြီးတော့ Mbappe ကပူပြီးတော့ကောင်းလာတယ်။အကုန်ပြည့်စုံလာတယ်။ဘယ်ညာကောင်းတယ်အကုန်လုံးပြောလို့ဒီသက်ရမှာနော်ဟိုလက်ဝင်းလဲရတယ်စန်တာလဲအကုန်နော် right ဝင်းလဲရတယ်ဆိုနော်Mbappe ကောင်းလို့လည်းပြောလို့ရအောင်အခု Mbappe ပဲပေါ့ပြောမှဆိုလူငယ်ထဲမှာတော့ခုနကပြောလာမေးရမယ်လည်းမဆိုးပါဘူးဒါပေမဲ့လာမေးရမယ်နော်မှန်တယ်ပြကလပ်မှာတော့ဟိုကောင်းမယ်လေနိုင်ငံမှာတော့အလုပ်အရင်မဖြစ်သေးဘူးလားနော်အေးပေါ့ငါကျွန်တော်တို့ကလည်းဒါကတော့ဂိုးသွင်းမသွင်းနဲ့တော့ကြည့်အောင်ဖြစ်တော့ဖြစ်ပါလေနောက်ဆုံးပိုင်းမှာကြည့်တော့ तू လှုပ်ဆောင်ချက်တွေဘောလုံးမှာကြည့်ဘောလုံးကြည့်ရဂိုးသွင်းတာကြည့်ရင်လည်းလူနဲ့ကစားကြည့်နေကွာသေးတယ်ဗျကျွန်တော်တို့ကျတော့ဘောလုံးဝဲကြည့်နည်းနည်းကွာတယ်ပေါ့ဗျာနေလားကစားသမားဘယ်လိုလေးတွေကစားတယ်ဗာလေးလုံးတက်တယ်ဆိုကျွန်တော်ကြည့်တာပေါ့ဒါပေါ့ကျွန်တော်ဂိုးရှူတာပဲထိုင်ကြည့်တာမဟုတ်ဘူးအဲ့လိုကိုနေရာတော့ကျွန်တော် striker ဘယ်လိုလေးတွေဘယ်လိုလုပ်တာကောင်းတယ်ဟာလန် movement တွေကောင်းတယ်ဒါပေါ့ Harry Kane ယူရှူတာတွေကောင်းတယ်ဂိုးရှူတာတွေကောင်းတယ်ဒါပေါ့ Harry Kane ကပြမယ်အခု Jude Bellingham ပဲရှူနေတာပြောလို့ဟုတ်တော့ပြောပြဒါပေမဲ့ Harry Kane နောက်ဆုံးသူသွင်းသွားတဲ့အလုံးကတော်တော်မိုက်ပါကန်သွားတဲ့အလုံးအဲ့ဒီကတော်တော်ပြင်းတာနော်အဲ့အားကြီးကနော်ခုနပြောလို့ဒီကောင်ရဲ့training တွေမှာဆိုဒီကောင်အဲ့တစ်ချက်ထုတ်ပြီးအဲ့သူ့ရဲ့ training တွေအဲ့လိုမျိုး finishing ဘိုင်းမှာဆိုအဲ့တော်တော်အဲ့ position အဲ့လောက်အားထွက်တယ်တိတ်မရှိဘူးနော်အကြောင်းရတော်တော်ပြင်းနော်မှတ်မိလိုက်သေးတာအဲ့ဘယ်နေရပါလဲဒါပေမဲ့ဗျာဘယ်လိုပြောမလဲကျွန်တော်လည်းအဲ့လိုမျိုးရှုခဲ့တာရှိတယ်ပေါ့လေကန်ခဲ့တာအားတယ်ပေါ့အဲ့ဒါဒါပေမဲ့ခုနပြောလို့ဗျာဆွဲခါလေးကဂိုးကိုကြည့်ကြမလို့တော့ဗျာအဲ့နားမှာဆိုဂိုးကဘယ်နားရသူကြည့်တည်တယ်အဲ့လိုကန်ထည့်လိုက်တယ်ဗျာကိုယ်ထိချက်ကိုယူပြီးကန်နေဆိုတော့ထိချက်လုံးဝမှန်တာလူတော်မှမယိုင်သွားအောင်နော်ဟုတ်တယ်ဆိုတော့ဟိုပါပေါ့အကြိုက်ဆုံးကတော့လက်ရှိဘတ်ဖလာမှာMbappeပါနော်ဖလာရမယ်ထင်တဲ့အသင်းကတော့အင်္ဂလန်
အင်္ဂလန်ပဲထင်တယ်နော်အင်္ဂလန်ပဲအင်္ဂလန်ပဲသူကအင်္ဂလန်ကြောင့်မပြောအင်္ဂလန်ကြီးလည်းလှိပ်ရော ဒါပေမဲ့လေဟိုလိုက်မှာလည်းမှန်းလာတယ်ဆိုတော့ဘယ်တင်းယူမှာကျွန်တော်အင်္ဂလန်မှန်းလာတယ် ဟိုတခြားတော်မှပြောလားဟုတ်ပါ မုံဟိုတိုင်းကျွန်တော်ဒီဟိုတိုင်းလောက်ရလာမိတော့ကျွန်တော်ဘယ်နည်းရနိုင်လဲအင်္ဂလန်ဖြေတာ โอเคဆိုဟိုမှာအခု camp နေရတော့ camp မှာအင်္ဂလန်အားပေးတဲ့တကယ်ကြီးရှိလားဘယ်သူလဲပြောပါအောင်သိကြတယ်ကိုမောင်လည်းပါဗျာပေါ်ဂီ ဒီနိုင်အားပေး ဟုတ်တယ်နော်ကျော်မင်းပြောလို့ဖြစ်နေ သူလည်းအင်္ဂလန်အားပေးပါ ဟုတ်အင်္ဂလန်ဗျာ အားပေးတယ် ကျော်မင်းကတော့အာဂျင်တီနာတဲ့ သူကအရင်ကလုံးဝမက်ဆီသွား ဟုတ်တယ်နော်နည်းနည်းမှတာတီလို့မြန်တော့မက်ဆီပါ ဒီကလာမှာအန်ဇိုသူကြိုက်တယ်လားပယ်ရွန်ဒက်စ်လားအလဲကစားတယ်သူအားပေးတယ်ကျွန်တော်တို့ကအင်္ဂလန်ဆိုတော့ဒီဟယ်ရီဂိန်းတို့ရက်ရှ်ဖို့တို့အခုနောက်တက်တယ်ဂေါ်ဒွန်ပေါ့အဲ့ကောင်ဆို ဂေါ်ဒွန်ဆိုမှဂေါ်ဒွန်ကြီးကအလုပ်ဖြစ်လို့လား ကြည့်ရမှာပဲ Rashford တဲ့ဆိုင်ကောင်းတယ်အဲ့ဒါလောက်အင်္ဂလန်ပြည်သက်တယောက်နေတယ် အခုနောက်ပိုင်း Rashford ဆိုင်ဒီကောင်ကောင်းတယ်ဒီကောင်ပူပြီး aggressive ဖြစ်တယ် Rashford ကနည်းနည်းသူ့ style ပြောင်းသွားတယ်သူကကျတော့ဒီကအရင်ကစားရတယ်မတူတော့ Rashford ကကျတော့အဲ့ဒါတခုဟိုပြည်သက်တယောက်အမြင်နဲ့ဒါမေးကြည့်အောင်နော်အဲ့ Gordon နဲ့ Ramsey နဲ့ဆိုလို့ရှိရင်အရင်မကွာဘူးမလား ကွာတာပေါ့ကွာလို့ဘောလုံးကြိုက်တယ် အဲ့လိုတော့ကွာလားโอเคကျွန်တော်တို့ကမသိဒီတိုင်းပဲဘောလုံးသမားပြည်သက်မြင်နေကြည့်ရအောင်နော်ဘောလုံးသမားသူတို့နှစ်ယောက်ရဲ့ကြောင့်ဘယ်လိုကွာလို့ထင်တယ်ဘာလို့ဆိုဘာစီကသူ့အဲ့လောက်ဈေးကြီးပေးပြီးတော့ Rashford ကြောင့်ပလစ်ထားတာအဲ့ကျွန်တော် Rashford ဆိုကျွန်တော်အရင်ကြိုက်လို့လေသူတို့ရဲ့ management ဘိုင်းတော့ကျွန်တော်မသိဘူးဗျာဒါမှမကြီးရှင်မယ်ဆိုရင်တော့ခေါ်တော့ပို့ပြီးအလုပ်ဖြစ်မယ်လို့ထင်တယ်ဟုတ်လားဒါပေမဲ့ဒီကောင်ကစပိန်မှာသွားလာမယ်ကြည့်ရမှာဗျာသိလားမလားအရင်က Ferran Torres လာတယ်အခု Ferran ဟုတ်တယ်အရင်က Premier League မှာမကောင်းဘူးဗျာအေးဟုတ်တယ်နော်အော်ဒီကောင်ကနည်းနည်းကောင်းသွားတယ်ဟောအဲ့လိုလေးလည်းရှိတယ်နော်ဟိုက Premier လုံးဝ perfect ဗျာ speed သုံးတယ်ရောင်ဝင်တယ်ကန်တယ်အကောင်သားအကြိုက်တွေမြန်တယ် Rashford ကကျတော့အရင်တော့အဲ့လိုကစားတယ် Rashford အခုကျတော့နောက်ပိုင်းကျတော့ Rashford ကနည်းနည်းကြာသွားတယ်ကိတပေါက်တော့ရှိသေးတယ်နော်အဲ့ကစားအောင်ကွာသွားတယ်အဲ့ဒီမှာဘာစီလိုနာ US မှာဂေါ်ဒွန် choice လိုက်တယ်နော်ကျွန်တော်တော့ဆိုကွာနော်ဘောလုံးသမားတယောက်ရဲ့အမြင်နော်ဟိုအခုဟိုတော့ကိုကျော်မင်းကိုမေးလိုက်သေးပါနော်ကိုကျော်မင်းဟိုဟာတစ်ချက်မြေဟိုတကြဟိုကလည်းသူနီးရလဲစူနေဦးမှာရှင်းနေကလေးလိုဖြစ်နေဟိုကိုကျော်မင်းကိုလမ်းမေးလိုက်တော့အခုနှစ်ယောက်တူတဲ့တခန်းနဲ့ပြန်ကြလို့ကြာလာလားရွေးတာလားအမှန်တိုင်းပြောရင်တော့ရွေးပြီးနေလို့လည်းရတယ်သူတို့ကဒါပေမဲ့ကျွန်တော်တို့ကဗျာအမှန်တိုင်းပြောကျွန်တော် overseas မှာကန်နေတော့အကုန်လုံးကန့်ဝင်နေပြီကျွန်တော်ပြန်လိုက်တော့ဒီလိုပဲကြာတယ်အရင်ကလည်းဟိုဘယ်လိုငငယ်တွေကလည်းသူတို့နေနေရဆိုတော့ဒီလိုပဲပေါ့ဆိုတော့တန်ရုံးတွေကမနှဲတော့နော်ကိုနော်အခုကြာပြီဟိုကျွန်တော်2000စတွင်တော့2014လောက်ဖြစ်မယ်73ပေါ့73လောက်ပြီး15မှာကမ္ဘာဖလားတော့ခံကြတယ်โอเคဆိုတော့ကမ္ဘာဖလားအကြောင်းပြောနေတာနည်းနည်းရမဟုတ်ပါဘူးเนาะဒါနောက်ပိုင်းကျရင်တမိုင်းတွင်မှာဒီ podcast လေးကမြန်မာနိုင်ငံရဲ့ပထမဆုံးကမ္ဘာဖလားခံဖို့တဲ့ player တွေနဲ့ပဲကျွန်တော်တွေ့နေတာဒုတိယเนาะနောက်ကျရင်ကလေးတွေပြန်ကြည့်ဒါကကျွန်တော်တို့ရဲ့မြန်မာနိုင်ငံပထမဆုံး U20 ကမ္ဘာဖလားဟိုသွားကန်ခဲ့တဲ့ကိုတမ်းမှန်မှဖြစ်တယ်ဗောနော်ဆိုတော့ဟိုဒါကျွန်တော်မသိသေးရလို့ဖြစ်မှာဆိုတဲ့မှာဟို2005 2008လောက်မှမွေးတဲ့ကလေးဆိုဒီချိန်ဆိုသူတို့ပြမှာဓာတ်ပုံပြတယ်ဒီချိန်ဆိုသူတို့ online ကောင်းသုံးတက်နေပြီလေဒါပေမဲ့မသိမှဆိုလေဒါကကိုခောက်လိုက်မယ်ကိုခောက်တယ်နော် YouTube မှာများသားကြည့်လို့ရတယ်လို့ပါဆိုတော့အဲ့လိုကမ္ဘာဖလားဆိုတော့အခုဒါကျွန်တော်ကမြန်မာမပါလို့ဒါမြန်မာမပါဘူးပေါ့နော်ဒါပေမဲ့ကမ္ဘာဖလားကြောင့်ပြောနေရတော့ကျွန်တော်မြန်မာပြည်မှာတော့ဒီလောက်ထိငင်းခုန်နေကြတာဗျာဒါဟာဟိုလို hype တွေဖြစ်ကြ online မှာငင်းခုန်ကြတကယ်အဲ့လို feeling အရင်ဖြစ်နေတဲ့အနေထားတစ်ခုရှိတယ်မြန်မာသားတကယ်ပါလို့ရှိရင်မတွေးဝင်စရာပဲနော်ပြည့်ပဲပေါ့ကျွန်တော်မြန်မာတော့မပါဘူးအခုကမ္ဘာဖလားဒီလောက်ဖြစ်နေတကယ်လို့အဲ့ချိန်တော့နှစ် U20 ကန်ဟဲရတဲ့ feeling ကိုပြန်ပြောပါတော့ဒါကမ္ဘာဖလားတော့ဘာပြော U20 ဆိုရင်မဲ့လေကမ္ဘာဖလားနော်အဲ့တော့ကနည်းနည်းလေး feeling လေးဘယ်လိုရှိတယ်ပါနော်အရင် excited ဖြစ်ခဲ့ရလားအဲ့လိုမျိုးပထမအဆုံးကျွန်တော်ဒီAFC Under-19 Championship Qualifying ကျွန်တော်တို့ကအင်ရှင်ဖြစ်ကျင်းပတာပေါ့ကျင်းပတော့ကျွန်တော်၄နှစ်အုပ်စုကြာရဗျာသဘောထိုင်းကျွန်တော်ကြာအီရန်ပြီးလို့ရှိရင်ကျွန်တော်နောက်ပြန်ပါရီမန်လားကျွန်တော်အဲ့တော့မသိဘူးရီအဲ့ပါသူကရီအုပ်စုကြာတော့ဘာပဲပြောကျွန်တော်တို့အုပ်စုတက်ဖို့ကချန့်ရှိတယ်ဗျာရီမန်တို့ဘာမကန်ဘူးပြင်မဲ့နိုင်တယ်ပေါ့ဒါပေါ့အီရန်တော့နည်းနည်းရုံးအောင်မယ်ထိုင်းကတော့စားလို့ရတယ်ဒါထိုင်းစားလေဟုတ်တယ်ဆိုတော့အဲ့တော့ကျွန်တော်တို့ရဲ့ group ကလုံးဝ strong ဖြစ်နေနားလေအဲ့ strong ဖြစ်တောင်းကြောင့်လဲနားလည်မှုရှိပြီးတာနီးပြကြီးကဘာလုပ်ချင်တယ်ဒါမှအားလုံးကလည်းစိတ်တက်ဖြစ်ပြီးဆိုတော့အဲ့ကန်တော့ကျွန်တော်တို့ပထမဆုံးရီမင်နဲ့ကြာတော့မမျော်လင့်ဘူးတည်ကြပါလားသွားပြီပေါ့ကျွန်တော်ချိန်နေအိမ်မက်ပြက်နောက်တော့ပဲထိုင်းနဲ့သုံးလုံးစားပလိုက်အဲ့ကျွန်တော်ကconfident မှုရှိပါအဲ့မှာဟိုဘက်အုပ်စုကဒီနေပြည်တော်မှာလားမသိဘူးအဲ့ခါအဲ့မှာကြာတော့ကျွန်တော်တို့ကဂိုးမြရင်ကျွန်တော်အုပ်စုမတက်ဘူးဗျာအဲ့မှာကျွန်တော်တို့ကအီရန်နဲ့ကန်ရောဂိုးကရကျင်တော့ကျွန်တော်တိုက်တယ်
ကျွန်တော်၄လုံး၅လုံးကိုရှုံးပြီး3စီရှုံးသွားတယ်၄လုံး၅လုံးကျွန်တော်အုပ်စုမတက်တော့ဘူးဘယ်အုပ်စုကလည်းရှိနေတော့ကျွန်တော်ကမတိုက်ဘူးဂိုးရရင်တော့ဆွတ်တိုက်တာမဟုတ်ဘူးဂိုးမပေးရင်ကျွန်တော်ကပို့ပြီးတော့ကောင်းတယ်ကျွန်တော်ကဂိုးရခြင်းနေတာဒါတော့မှကွင်းထဲမှာအပြင်ကနေကျွန်တော်လူကြီးတွေအကုန်လုံးလည်းပြောပြတာပေါ့နော်ဒီလူရှိတယ်ဂိုးမပေးဂိုးမပေး3စီနဲ့ပြောအုပ်စုတက်အုပ်စုတက်သွားအုပ်စုကျွန်တော်အုပ်စုမှာဒီဟိုဘက်ကတက်လာတဲ့ဒီဟိုကUAE နဲ့တွေ့ရ UAE နဲ့ semi final ၄တင်းတက်မယ်တဲ့အဲကြောင့်ကျွန်တော်ပွဲစဉ်အကြောင်းတွေပြောကြတာပေါ့ဗျာအဲကျွန်တော်ငါတို့ကဒီပွဲနိုင်ရင်ဘာပလန်ဝင်90 New Zealand 95မှာကျင်းပါဘူး Okay ဟုတ်ပြီဒီပွဲတပွဲပဲညင်ရပါတပွဲပဲညင်မယ်ကျွန်တော်အားလုံးတပွဲပဲညင်ရမှာကျွန်တော်စုစည်းကျွန်တော်ကလည်းဒီတပွဲပဲဗျာဒီပွဲ final လောက်ကမ်းမယ်ဗျာနောက် result ကိုနောက်ထားကျွန်တော်နောက်ပွဲတွေကျွန်တော်ဒါမှကျွန်တော်အင်းရလိမ့်မှာထားတယ်ကျွန်တော်လုံးဝအရင်ကအမြင်ဆုံးချိန်ဖြစ်နေခံစားချက်အမြင်ဆုံးရောက်နေပြည်ရတဲ့အားပေးနေပြီအဲ့အချိန်မတိုင်ခင်မှာကျွန်တော်တို့နည်းနည်းသိသွားတယ်ဘရူနိုင်းကျွန်တော်တို့ဒီဘင်းဖလားမှာကျွန်တော်ရခဲ့တာလေအဲ့နိုင် feeling မှာကျွန်တော်ကနည်းနည်းသိတော့လူကလည်းအားပေးတော့ကျွန်တော်ထိုင်း online နဲ့email တီးကြတယ်ဘာလို့လဲ4 match ရှိကျွန်တော်တက်သွားတက်သွားခုနကပြောလို့ UAE နဲ့တွေ့ UAE နဲ့တွေ့ကျွန်တော်ဘွဲပဲညက်ကျွန်တော်ပထမဝဲကန်ရအောင်တမ်းမိုင်ဆိုတော့ဖြစ်လာတဲ့ပွဲအဲ့လိုပဲပြောကျွန်တော်ဒီပထမပိုင်းကျွန်တော်ထိန်းထားတယ်ပေါ့တီးတယ်အဲဒီကပိုင်းစတော့ကျွန်တော်ဒီကြုံမင်းကန်လိုက်တာကုနနာပြီးလိုက်တာငင်းညောင်းဟိုးဘက်ငင်းညောင်းဟိုးဘက်တောက်ငင်းညောင်းသူဘောတစ်ချက်ကောင်းအောင်နော်တဲ့မှာတက်သလိုလိုက်တာကျိုးစားပြီးယူလိုက်တဲ့ဘောလုံးကျွန်တော်လည်းပြေးပြီးလဲကွက်တိဖြစ်သွားရောအဲ့မှာကျွန်တော်အဲ့ level နဲ့ပဲ1စီနိုင်ပြီကျွန်တော်ကတက်သွားသိရနော်လုံးဝကျွန်တော်ကွင်းထဲလာကြည့်လိုက်ပွဲဒီဘက်လာတကယ်လားအဲ့ဒီညဆိုအဲ့ကိုမိတော့ကျွန်တော်ပါနေအဲ့ဟိုအဲ့ချိန်တွင်းသွားတာပဲနဲ့မင်းမှာဒုတိယပိုင်းလားဟုတ်တယ်ဒုတိယပိုင်း90ခုမှာဆိုတော့အဲ့ချိန်မှာပထမပိုင်းဟိုအဝစားလဲခန်း moment လေးကိုပြန်စဉ်းစားကြည့်ပါဘယ်လိုရှိတယ်ဘယ်သူစကားပြောလိုက်တော့နီးပြပဲလားနီးပြပဲဘာလို့လဲကျွန်တော်ညယ်သေးတာကျွန်တော်တို့ကလည်းအမှန်တိုင်းပြောရင်ဗျာ UAE ဆိုကျွန်တော်တို့တာတယ်ဗျာအဲ့ချိန်မှာအေးမောကျွန်တော်ပရိုင်ပြန်မောနေတာဗျအရင်မောနေဗျနီးပြအေးစိဘာမှခံမတော့စိတ်ရှိအဲ့45မိနစ်ပဲရှိတယ်ဒါဒီဘက်ငါတို့နိုင်သူအဲ့လိုဒီဘက်ငါတို့နိုင်ငါတို့အကုန်ကောင်းတယ်ငါတို့အကုန်လုံးနိုင်တယ်နီးပြအပြင်မှာကြည့်နေတော့ကျွန်တော်တို့ဘာလုပ်ချင်တယ်တော့ကကျွန်တော်အလုံး follow လုပ်နေတော့သူကကြိုက်ဒီငါတို့နိုင်ပါဒီဘက်ချက်မဲဆောက်တစ်ချက်မဲဆောက်ဖြစ်ချင်တဲ့ဘောလုံးအဲ့တစ်ချက်မဲရတကယ်အဲ့တစ်ချက်မဲရအဲ့ချက်မဲပိုးရတယ်ကျွန်တော်အဲ့မှာရအဲ့မှာဒီကောင်လေးချက်ဖိတာလေကျွန်တော်သိရတယ်ကျွန်တော်လည်းကွင်းနေရချင်းမလို့လည်းတော့ကွာတယ် UAE တို့ပါတော့အခုဆိုပိုကွာ UAE အတင်းကြီးမှာတော့တိတ်ပြီးတော့ဟိုဖြစ်တယ်ဟိုတိုင်းမဲ့ဒီကောင်တူပဲလားဒီလက်ဘနွန်ဘောင်းနဲ့တူလောက်ပဲလားသူတို့အခုလက်ရှိလက်ဘနွန်ကနည်းနည်းရော့တယ် UAE လက်ဘနွန်နဲ့UAE ပိုကောင်းလောက်တယ်ပိုကောင်းတယ်ကျွန်တော်ခံမှုလားလက်ဘနွန်ကဒီမှာတို့နောက်ဆုံးခြေသူပဲကန်တာသိရနော်သေးလားနိုင်တူလားမင်းဟိုကိုဖရိကတင်သွားလေဟိုကတူတယ်နဲ့တူဟိုကိုဖရိကတင်သွားလေဟုတ်တယ်ဆုံးမကြော်မလားဟိုမဆုံးမကြော်မဟုတ်လေဟိုကိုလေနောက်ဆုံးကန်တာတူလားဝမ်းလာဒီမှာကြာတူလားဝမ်းလာကျွန်တော်ကြည့်ဖရိကနဲ့တင်သွားလေမောင်မောင်လင်းကံမလို့ဘာလို့လဲဟိုကိုသမားပဲတောင်းပုတ်လို့ကိုတရားတော့အခုတရားဆိုကိုတရားလက်ဘနွန်နဲ့ပွဲရနော်အာနာဆိုအော်လက်ဘနွန်နဲ့ပိုနိုင်မှာပေါ့နော်ဆိုတော့ဒါတော့မှဟိုကမ္ဘာဖလားယူနီဆယ်ပဲရှိစီလောက်ဟိုက်နေနော်ဆိုတော့သွားတော့ပြောနေပါနဲ့ပျော်ချက်ပေါ့ပျော်ချက်ပဲအိမ်မက်လိုပဲနေသိတယ်မလားဒီနေ့ဒီချိန်ကြီးကန်ခဲ့တာလားပေါ့ကျွန်တော်ဟောနေဆိုတော့ဟိုပြန်စားရင်ကြောင်းနိုင်ကလေးနော်တနေ့ရောက်ဖြစ်လာရောက်ခဲ့ပါတယ်ရောက်ခဲ့လည်းကြီးလဲတနေ့ကြောင်းလဲရတာကြောင်းလဲရတာကျွန်တော်တို့လည်းဟိုတစ်ချိန်ဘာလို့မဖြစ်အောင်တစ်ချိန်ဟိုဘယ်ချိန်လဲတစ်ချိန်ပေါ့ဆိုတော့ဟိုဘာပြောဟိုအချိန်လဲနည်းညားပြီပါနော်နောက်ဆုံးဒါဟိုကမ္ဘာဖလားရမယ်အသင်းကတော့အင်္ဂလန်နဲ့နော်အင်္ဂလန်ဖန်ဆိုတော့ဟိုအားပေးနေမယ်နော်ကျွန်တော်လည်း25ရက်နေနော်ကျွန်တော်တကယ်လာအားပေးမယ်ဟိုဘာဖန်လို့မေးလိုက်အောင်ကျွန်တော်ပြောတယ်ကျွန်တော်ဟိုနယ်သာလန်နယ်သာလန်ပြီးတဲ့နောက်မှာတော့2010တော့တဲကွဲခဲ့လေအဲ့နောက်ပိုင်းမှာတကယ်အမှန်တမ်းပွင့်နေပြောရင်တော့အဲ့လောက်ကြိုက်တာမရှိဒါပေမဲ့ဟိုအခုကတော့ကျွန်တော်တို့ရဲ့ဂုတ်ကြီးကိုကြီးကိုလည်းမဟုတ်လေကိုကြီးမက်ဆီချင်းလည်းထွက်ပါတယ်ကြည့်ရမှာပဲလေမက်ဆီဟိုမှန်တယ်ပြောရင်အခုကတော့ကျွန်တော်မှန်တယ်တစ်ခုပြောမှာနော်အခုပါကျွန်တော်အင်္ဂလန်ဖလားရသေးချင်တယ်တကယ်ပဲဘာလို့ဆိုတော့အာကြီးက900တောင်ပါနေရပါတယ်အင်္ဂလန်ရတာအာကြီးရတော့ပါတယ်အာကြီးရပြီလေအဲ့ဟုတ်တယ်လေမဟုတ်အင်္ဂလန်ရသေးချင်တယ်ဟိုဒါပေမဲ့မက်ဆီကိုအားပေးတယ်သူတို့နှစ်သင်းကဘလူးဘဲမှာတွေ့နေတဲ့အကြောင်းမရှိအောင်လေစီနိုခန်နာမှာတွေ့ပြီဆိုတာအဲ့ဘလူးဘဲပဲမကြိုက်ဆုံးသင်းပြောဆိုဒီထဲမှာဆိုလို့ရှိရင်မရှိဘူးကွာမေးစပိန်လို့ပဲပြောလို့ရတယ်ပြင်သစ်ကလည်းရန်ကောင်းတယ်ဆိုတော့အေးပေါ့ဟိုအင်္ဂလန်ရသေးချင်တယ်ကြောင်လဲမဟုတ်ကိုတမ်းမရှိလို့ပြောရမှာတော့ကျွန်တော်တကယ်ပေါ့ရှေ့ဗီဒီယိုမှာလည်းပြောတယ်အင်္ဂလန်ပြောခဲ့ဆိုတော့ဟိုဘာပြောဟိုကျေးဇူးတင်ပါတော့ဒီနေ့ဒါမားလဲဂျားတွေကဟိုအိမ်ရောက်လဲနီးပြစူကန်းတော့စားပါမလေးတင်ကလေးမဟုတ်တော့နော်ဟုတ်တယ်ဒီကြီးပြည့်နေပြီโอเคဟိုအားလုံးကျေးဇူးတင်ပါတယ်ဆိုတော့ဒါဟိုကျွန်တော်တို့ဟိုအော်မေ့ပါလို့မေ့မလို့မေ့ဒီကစီစဉ်ပေးထားတဲ့လက်ဆောင်လေးတွေရှိပါနော်ဟုတ်ကဲ့49 team ပုံစံဒီကိုအင်ဂျီလေးပေါ့
ဆိုတော့အဲ့အကြောင်းလေးမဟုတ်ဒီဟိုပေါ်လာ49ဆိုတာသူတို့ကဒါကီယာကနေပြီးတော့လှုပ်ထားတာပါနော်ကမ္ဘာဖလား48သင်းရှိရလေဒီနှစ်က49သင်းဆိုပြီးတော့သူတို့ကဟိုကလေးတွေလှုပ်ပေးထားအဲ့ကလေးတွေကပွဲမစားခင်မှာကွင်းထဲကဘောလုံးလေးတည်လာရတယ်အဲ့ကိုစားပြုအနေနဲ့သူ49သင်းအဲ့လိုလေအရင်ကြည့်တယ်တော်လားမတော်လားကျင်တော့တခါလေရှိုးလုံးရောက်နေလို့ပြန်လဲလို့ဒါတော့ခုနမထဲမှာဆိုလို့ပြန်ပြောချင်လို့နော်ဟို25ရက်နေ့သူ့နောက်ကွင်းထဲမှာဟိုဟာနဲ့မလေးရှားနဲ့ကန်တဲ့ဘူးကန်ဘူးပါသူကအဲ့လိုနဲ့တို့နဲ့အော်ကိုသမားကန်ပါလေအောက်ထုံးတယ်နော်ကိုသမားနေပူရင်ဆောင်းလိုက်မယ်ဒါတော့ကိုတို့ဒါဟိုဟာပေါ့49တင်းလေးပဲဒါဟိုပေါ့တပတ်လေးဖြစ်မယ်ကိုတို့တဲတဲ့ဟိုတယ်မှာတပတ်တွေမှာမရှိရင်သူရှိပါတယ်အဲ့ဒါတော့ဟိုပေါ့ဒါတော့ကျွန်တော်လည်းမသိဘူးအကောက်ကိုဖောက်ကြည့်မှရအောင်တည်ရစားလာဟောခွက်ပေါ့ဟိုတယ်မှာရေခွက်မရှိဆိုစားလာဒါကီယာဟိုကီယာ official ဆိုကီယာပေးတယ်ဟိုပြီးတော့ကီယာပေးလက်ဆောင်နေဖြစ်ပါတယ်ဗောနော်ဒီနေ့လည်းအချိန်ပေးပြီးတော့လာပြရတကယ်ကျေးဇူးတင်ပါနော်ဟုတ်ပြီးတော့ဟိုပြည်သက်တွေဗောနော်ပြောချင်တာဒီပွဲအတွင်းဗောနော်အခုတောက်လျှောက်ဗောနော်ကီယာလောက်လာတဲ့အစီအစဉ်ရှိတယ်ကီယာ page မှာသွားရောက်ပြီးတော့လေးလာကြည့်ဗောနော်ဘာရှိလဲဆိုတော့ကျွန်တော်တို့ဒီ goal score prediction ဗောနော် goal score လေးတွေကိုခံမှန်းယုံနေဗောနော်ဘယ်နှကိုဖြစ်မလဲဆိုတာသူတို့ post တင်ထားရပါတော့အားအောင်မှာ comment သွားရေးပေးပါနော်ဘယ်တင်းနဲ့ဘယ်မနေ့ပြန်ဆိုလို့ရှိရင်ဒါဘာပြောဟောပါကျွန်တော်စပိန်နဲ့ပြင်သစ်ပွဲဘယ်နှကိုနဲ့ပြီးမယ်ဆိုတာလေးတွေ comment ပေးယုံနဲ့ရေးလိုက်ယုံနဲ့ကျွန်တော်ဒါစုငွေတွေပြီးတော့ကီယာပေးမယ်လက်ဆောင်လေးတွေအဲ့အစီအစဉ်လေးရှိရပါတော့ဆိုတော့အဲ့ဒါလေးကိုတွားရောက်ပြီးတော့ပါဝင်ပေးကြဖို့နော်ကိုလည်းစိတ်ပိုင်ကီယာ page တွားပြီးတော့တွားရေးလို့ရတယ်ဘာညာပေါ့ခုနပြောတော့32ပေါ့ရောင်ပြီးမှန်သွားရင်လက်ဆောင်အိမ်တန်ရာရောက်လာဟလားအမအိမ်တန်ရာရောက်မရောက်ဘုံမရောက်အိမ်တန်ရမရောက်ကိုယ်တိုင်ဒါတော့မသိဘူးဟောစုငွေဆိုတော့လှမ်းလွှဲပြီးလို့ရတယ်ဘာညာသူတို့စီကန်းချက်နဲ့ကိုင်းကြီးဆိုတာကြည့်ပြီးတော့ကီယာ page ကနေပြီးတော့ဒါငွေသားတွေလည်းပါတယ်ဗောနော်လက်ဆောင်တွေလည်းပါတယ်ပေးတော့ဖြစ်ပါတယ်ဆိုတော့ဒီနေ့အစီအစဉ်ကတော့ဒီလောက်ပါပဲလာပြီးတော့ကျေးဇူးတင်ပါတယ်ကိုကျေးဇူးပါနော်25ရက်နဲ့အပေးနေမယ်နော်ဟုတ်ကဲ့ဗျဆိုတော့ကျေးဇူးတင်ပြတဲ့ဒီအကောင် PC ကြည့်ရှုပေးရဆိုတော့လည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့ကြပါစို့လို့ပြောရင်းနဲ့အလုံးကိုနှုတ်ဆက်လိုက်ပါခင်ဗျာ Kia, movement that inspires.